Hello friends ဒီနေ့ဒေါက်တာဖြူတီဟာရဲ့ကိုရှာဖွေဖို့လည်းမမေ့ပါနဲ့ဆိုရဲဆောင်းပါးလေးကိုဖတ်မိရဲ့အရန်လဲသဘောကျတာဖြစ်တဲ့အတွက်တငယ်ချင်းတို့ကိုပြန်ပြီးတော့ sharing လုပ်တဲ့အနေနဲ့ဖတ်ပြချင်ပါတယ်လူတွေကနေမင်းဘလို့လူမျိုးဖြစ်တဲ့နဲ့ဆိုပြီးမပြောခင်ကမင်းဘလို့လူဖြစ်ခဲ့တယ်ဆိုတာရောမှတ်မိသေးရဲ့လားတဲ့အရန်အဓိပ္ပာယ်ရှိရဲ့စာသားလေးပေါ့နော် Can you remember who you were before the world told you who you should be ကြပြဆရာစာရေးဆရာချာလီရဲ့စကားလို့ဖတ်ဖူးတယ်အသက်အရွယ်ရလာလေးကိုယ့်ရဲ့ authentic self ဆိုတဲ့စကားလုံးကိုပို့သဘောကျလာလေးပဲကျွန်တော်က no လို့ပြောနိုင်မှုခက်ခဲကြိုးစားရတဲ့သူကိုခံစားချက်ကိုတစ်ဖက်လူနားလည်အောင်လို့နှုတ်ကနေစီကားဘကုံမရှင်းပြတတ်တဲ့သူဖွင့်ဟမပြောပြတတ်တဲ့သူဒါကြောင့်ပဲစာရေးသူတယောက်ဖြစ်လာခဲ့တယ်ပြောရမလားတော့မသိဘူးလူအများနဲ့မတူညီတဲ့ဇာတ်တွေလည်းအများကြီးရှိတယ်ကျွန်တော်အိမ်တော်မပြုတ်ချင်ဘူးသားသမီးမလိုချင်ဘူးအခုထိပေါ့လေတက်တွေကို explore လုပ်ရတာမကြိုက်ဘူးကိုစိတ်ထဲမရင်းနှီးတဲ့စိမ်းတွေနဲ့မတွေ့ချင်ဘူးလူရှုပ်တဲ့နေရာမနေချင်ဘူးပတ်စံလဲကြီးတက်မချမ်းသာချင်ဘူးပိုအံ့ဩသွားမယ်တခုကိုပြောပြမယ်နာမည်လည်းမကြီးချင်ဘူးလူသိလည်းမများချင်ဘူးကိုဘွားကို spotlight အောက်ထိုးထားခံရပြီးလူများကအပေါ်ယံအတိကလေးနဲ့ပြောချင်ရပြောဆိုချင်ရဆိုဆွဆွဲချင်တိုင်းဆွတစိတ်ကက်ချင်တိုင်းကက်နေကြတာတွေကိုတော်လေးစိတ်ကုန်နေပြီဒါကြောင့်အပေါ်ကစကားလေးကိုသိတဲ့သဘောကြတာလူများကမင်းတတ်မှတ်တဲ့မင်းဘလို့လူဖြစ်တဲ့နယ်ဆိုရဲပေရန်တွေနောက်လိုက်နေမဲ့အစားကိုတကယ်ဘလို့လူဖြစ်ချင်နိုင်လာလဲဆိုရဲမိကုံကိုအမြဲတမ်းပြန်မေးကြည့်ဖို့လိုလိမ့်မယ်ဒါတွေကမွေးကလေးကပါလာတဲ့အရာတော့မဟုတ်ဘူးလို့မြင်တယ်ကိုယ့်ရဲ့ဝါသနာတွေဘာဖြစ်ချင်တယ်ဆိုတာတွေဘာကိုယူသွတ်တယ်ဘလို့ဘဝမျိုးကိုလူချင်တယ်ဆိုတာတွေကပဝင်းကျင်နဲ့ထိဆက်ပြီးတဲ့နောက်မှသာသိလာနိုင်တာမျိုးပဲပဝင်းကျင်ဆိုတဲ့အထက်မှာမိဘတွေပါမယ်ဆရာသမားတွေပါမယ်လှုပ်ဖို့ကိုင်းဖက်ပေါင်းသိမိတ်ဆွေငယ်တငယ်ချင်းတွေနောက်ဖတ်မှတ်တဲ့စာအုပ်တွေသုံးဆွဲတဲ့မီဒီယာတွေပါမယ်ငယ်ဘဝမှာကြုံတွေ့ခဲ့ရသမျှတွေပါမယ်အဲ့ဒီကနေမှကိုသိလာကြတာဖြစ်တယ် self discovery is a never ending journey ဆိုတဲ့စကားအတိုင်းပဲဘယ်တော့မှရပ်တန့်သွားမှာမဟုတ်ဘူးအသက်အရွယ်တွေးကြုံတွေပေါ်မူတည်ပြီးထပ်သိလာရအောင်မှာရှိရယ်ပဝင်းကျင်နဲ့ထိတွေ့ရာကနေသိလာကြတာဆိုပေမဲ့ဒီပဝင်းကျင်ဆိုတာကလိုရာထပ်ပို့ပြီးကျွန်တော်တို့လှမ်းမိုးနိုင်အောင်ကြိုးစားနေတယ်ဒီနေ့ခေတ်ဆိုသိအတန်သိဆိုတဲ့ခေတ်ကြီးပေါ့လူပေါင်းများစွာကနေဘလို့လူဖြစ်တဲ့နဲ့နော်လို့ပြောနေကြတယ်စီးပွားရေးလုပ်ငန်းတွေကလည်းမင်းဒါဝဲနော်ဒါလေးရှိထားမှ you are not enough လို့တွင်ပြောပြီးသူတို့ပစ္စည်းကိုရောင်းချနေကြတယ်ဆိုင်ရာယဉ်ကျေးမှုဒလိထုံနှန်းအစင်လာတွေကလည်းရှိနေသေးပြန်တယ်ဒီလောက်ဆူညံပေါ်လောရိုက်နေတဲ့ခေတ်ကြီးမှာကို့အတွင်းထဲကအတန်အောင်နားထောင်မှုဆိုတာတော်လေးခက်ခဲလာတယ်ကိုကလည်းဒီအတန်တွေနဲ့ပဲရင်ပါလာတော့ကိုရင်ထဲမှာဘာအတန်မှမရှိတော့တလို့တော့ခံစားလာရတယ်တခါရေးဘူးတလို့ကိုတကယ်တက်ချင်တဲ့နံရံမဟုတ်တော့အပေါ်ရောက်သွားလဲပျော်မနေရဘူးအစောကတည်းကနံရံမားပြီးလေကားထောင်ပြီးခဲ့တာဦးနမေရီကြီးပစံတွေချမ်းသာနေလဲရင်ထဲမှာပျော်မနေဘူးတခုခုလက်ဟန်နေတယ်လို့ခံစားနေရတယ်ဘာလို့နေမှန်းလဲရမသိဘူးအများအတွက်ပေးဆက်ရမယ်ဦးစားပေးရမယ်ရှင်သန်ရမယ်ဆိုတဲ့သွန်သင်မှုနဲ့ကြီးပြင်းလာတဲ့အခါကိုတကယ်ဘာဖြစ်ချင်တယ်မသိတော့ boundaries တွေပျောက်လာတယ်သမီးကညာအခါမလင်းစီနဲ့ဆိုတဲ့ delivery ကြောင့်ဒီလူနဲ့အစင်မပြေတာတိတိကြီးနဲ့လဲယူလိုက်ရတဲ့မျိုးသမီးတွေတပုံကြီးအိမ်အောင်ပြန်ရင်တိတ်ခါကြမှာဆိုလို့ကြိတ်မိတ်ပေါင်းတင်နေရသူတွေလည်းအများကြီးယောက်ျားဆိုတာငွေရှာကောင်းရမယ်ဆိုတဲ့ဖိအားကြောင့်ကိုမကြိုက်တဲ့အလုပ်မပြောရဲဘဝကိုဖြတ်တန်းနေရတဲ့မျိုးသားတွေလည်းအများကြီးရှိမိဘကိုငဲ့ရမယ်မိသားစုကိုကြည့်ရမယ်သားသမီးတစ်ခုခုဖြစ်ရင်ငါကြောင့်ငါအပြစ်ဆိုပြီးကြိုးတက်ထုံနှောင်ခံထားရသူတွေလည်းတူနေတယ်အတ္တကြီးကိုမဟုတ်ပဲအများကိုပဲကြည့်ယူဆိုင်အများစကားကိုပဲနားထောင်ရင်အများရဲ့လိုအပ်ချက်တွေကိုဖြည့်ဆည်းရင်ကိုယ့်ရဲ့ authentic self ပျောက်လာတာဥပမာတွေပေါ့အဲ့ဒီအတွက် 3S လို့ရယ် silence stillness solitude တိတ်ဆိတ်ခြင်းငြိမ်သက်ခြင်းတူးရဲနေထိုင်ခြင်းခေကြီးကရမ်းမြန်ဆန်စူညံရုပ်ဝတ္ထုတွေနောက်ကောက်ပါအောင်လိုက်နေကြရတဲ့အခါဒီ
DS 3 လုံးကိုလုပ်ဖို့ကအင်မတန်မှခက်ခဲလာတယ်ကိုဒီစာမဖတ်ခင်နောက်ဆုံး24နာရီကိုဘလို့ဖြတ်တန်းခဲ့တယ်လဲဆိုတာပဲပြန်ချိန်ပြီးစဉ်းစားကြည့်ရမယ်စူညံလုံးတော့ကိုယ်အတန်ကိုမကြတော့ညံဆန်လုံးတော့အရာအလုံးကိုအမှုမဲ့အမှတ်မဲ့ဖြစ်ကုန်တယ်ပတ်ဝန်းကျင်မှာလူတွေပြည့်နေတော့ကိုယ့်အတွက်ကိုအချိန်မပေးနိုင်တော့ဒါကြောင့်တရက်ကိုအချိန်နည်းငယ်ဒါမှမဟုတ်တစ်ပတ်ကိုမှမိနစ်အနည်းငယ်လောက်တော့ 3S ကိုကျင့်သုံးစီခြင်းနဲ့ပထမရွယ်မှာပညာရှာဒုတိယရွယ်မှာဥစ္စာရှာတတိယရွယ်မှာတရားရှာဆိုတဲ့စကားရှိတယ်တကယ်တော့သုံးခုစလုံးကအရွယ်သုံးပါးစလုံးမှာရှာရမှာတွေကြီးပဲတစ်ခုပဲထပ်ဖြစ်ချင်တာကိုရှာဖို့လည်းမမေ့ကြဖို့ပါပဲကိုချစ်တယ်ဆိုတာပစ္စည်းတွေရှောက်ဝယ်တာစားချင်တာတွေရှောက်စားဖြစ်တာကိုပြောတာမဟုတ်ကိုဖြစ်စေချင်တဲ့အတိုင်းကိုရှင်သန်ခွင့်ပေးလိုက်တာကမှ self love ပါတတိဆိုတာကဆဲရဲဆိုရဲရံဖြစ်ရဲတာကိုပြောတာမဟုတ်အများကသတ်မှတ်ထားတဲ့ဘောင်နဲ့အံမဝင်ခဲ့ရင်လည်းအဲ့ဒီဘောင်ကနေသွေးဖယ်ပြီးရှင်သန်ရဲတာလည်းတတိပါပဲစာရေးသူဒေါက်တာဖြူတီဟာပါ